အရင်တော့ချိုးခဲ့တဲ့ညင်ကြတယ်လို့အော်ချစ်လေအသေးလေးမငုံနေနော်ချိုးသိပ်သိခဲ့ဒါပေမဲ့ကလေးနဲ့ယောက်ရရောဟေးမငုံနဲ့ပါရှိုက်မယ်နော်ပါစက်တာပါရိုက်မယ်ပြောတာလက်ကအရင်ရောက်နေပြီအဲ့ဒီကာလာရှိတယ်အဲ့ဒီကာလာရှိတယ်အဲ့တော့မဲ့ဆိုတင်းနဲ့ကျွန်တော်ကတော့ရီးစားဘဝမှာတော့အရင်ဖြိုရှင်နဲ့အားဖက်လိုက်ကိုတော့လိုက်ဒီတော့လိုက်နဲ့အရင်ခံစားလို့အရင်ပြောတယ်ဒါပေမဲ့ကလေးနှစ်ယောက်ရရောပါရိုက်ခံရတာအရင်ကိုရင်ကျိုးခဲ့ရအဲ့တော့မဲ့ဆိုလောကမှာဘာမရှိလို့ဆိုအချစ်စစ်ဆိုတာမရှိဘူးစကားနဲ့တော့ပြောလို့ရတယ်ငါမင်းကအရင်ချစ်တယ်ငါမင်းကအချစ်စစ်နဲ့ချစ်နိုင်တယ်မယုံရင်စမ်းကြည့်လိုက်နေအရင်ချီရတယ်မင်းရဲ့ယောက်ျားနောက်လိုက်ပြေးသွားကြည့်လိုက်ဘလို့မကြောင်မင်းအရင်တော့ကချိန်မမြင့်မလောက်ပြုစုဆောက်ရှောက်ထားမယ်အသားပြောဆောက်ရှောက်ပေးထားမယ်နောက်ကလေးတယောက်ရောက်မင်းချိန်မမြင့်တော့တစ်စက်မှမကြံဘူးအဲ့လိုမျိုးဆိုလောကမှာဘာဖြစ်လဲဆိုအချစ်စစ်ဆိုတာမရှိဘူးလောကမှာအချစ်တူလို့ရှိပါတယ်အဲ့တော့အချစ်တူကိုရချင်နေဆိုတော့အချစ်တူကိုရှားကြပါဒါမှမဟုတ်ဒီမှာတကယ်ပဲချစ်တဲ့သူတန်ဖိုးထားတဲ့သူကရှေရှုတပါးတီပဲဖြစ်တယ်တကယ်ပဲအသက်ဆုံးပြမှာချစ်တဲ့သူကလည်းယေရှုတပါးတီပဲဖြစ်တယ်အမေရိကန်ကလာတဲ့မင်းသမီးမင်းသားဖြစ်ပါလေဟောတကယ်ပဲရွှေနဲ့လဲလို့မရဘူးဝေနဲ့ဝေလို့မရတဲ့မင်းသမီးမင်းသားဖြစ်ပါလေ